ကြောင်မဲထောင်တာလားနှက်ခမ်းလေးကဘာဖြစ်နေရလဲရော့ဟာမောင်လေးကဘာပြောချင်တာလဲရှူဟဲ့ငါသေးထွက်တာဟဲ့မောင်လေးကြတော့ချောပါတယ်ဒါပေမဲ့အမအနောက်ကဂိုင်းကိုကြောက်လို့ဟဲ့နနမချတော့နင့်ကိုကိုင်မလို့နေဖင်ထိုးနေပြီမနေ့9 နာရီတောင်ကြာနေမထနိုင်ဘူးအခုတည်းထိထTikTok new fan လေးတွေဆိုလို့ရှိရင်အပေါင်းလေးနေမယ်အသေးလေးပေးမယ် copy လေး3ခါလေးယူခဲ့ပေးပါနော် Facebook ကကြည့်နေတဲ့ new fan လေးတွေဆိုလို့ရှိရင် like and share လေးလုပ်ပေးပါနော်ကြည့်ရသူလေးတွေဆိုလို့ရှိရင် new VPN လေးနဲ့အားပေးကြပါနော် Let's go togetherငါတီတီချာဆော့မှာဆိုမြို့လည်းငါကူညီရအောင်ပါအဲ့ဒီတမျိုးကူညီလိုက်မယ်ပြောလို့ရှိရင်လဲလင်းကားမယ်ခရစ်ရှင်မယ်ခရစ်ရှင်ပြောလို့ရှိရင်ဒီရှိလာနေနောက်ဒီချောင်းအဲ့ဒါငါပြောအဲ့ချောင်းလေးလာပြီးမှဆက်နေတာချောင်းမြို့မုံရတဲ့အကြောင်းရတယ်အဲ့လိုပဲငါဘက်ကိုငါတို့ကဒါလို့စားမယ်လေနေဘာဆိုင်လဲသွားထွက်သွားဒီနားနေယူမလာနဲ့ငါနာငါတို့နာကိုမလာနဲ့သွားရော့ဖို့လွတ်သွားပြီ fresh shop ခေါ်နေလားတွေ့သွားရဲ့ကျမပရိသတ်ကြီးရေမမီ just လေးအမမရှိရထင်တယ်ဟဲ့ information မှာအဲ့ဒါဒီမှာခြုံလေးလုံနေတယ်ရှိရမှာတူလားငါပြောတယ်အဲ့ဒါမှသူရှိရတော့ငါတည်တယ်ငါလုံးတော့မယ်လုံးအော်နေရလဲချောင်းထက်ဘက်ကိုပုံငန်းနေတယ်စိတ်မရှိတော့နော်အကုန်လုံးတက်နေတော့မယ်အာဒီမိတ်ကမပွင့်သေးဘူးလာကြအောင်လို့စိတ်ညစ်ဖို့ကောင်းတယ်ရော့ဖို့ကဲကျမလောက်ကလည်းပြီးပြီရှင်တို့ရှာလဲကောက်စားဝိုင်းဆိုတော့ကျမအာဒီမိတ်ပွင့်ပြီအဲ့တော့ကျမတက်လိုက်အောင်မယ်ဒီနေ့မှကျမအနက်ရရင်ဝင်းစွတ်ထားအော်ဒီမှာအဲ့ဒီကမှငါပြည့်ရရင်ဝင်းစွတ်ထားသူ့နဲ့ငါဖတ်မိရဲ့အဲ့ဒါအဲ့ဒီလိုအစိုးရရှိတယ်ဘာမှမဆိုင်ရဘူးချောင်းရဘာဖြစ်ချင်လဲမသိဘူးအဲ့ကျန်တယ်ဒီမှာတော့ခါတယ်အော်အာဒီမိတ်ကလည်းကျမအာဒီမိတ်ကလည်းပြည့်တယ်ဒီကလည်းရှင်ကျမမြင်လိုက်မှချင်တယ်တော့ကျမမပြောပါဘူးရှင်ပြည့်တယ်ဒီကြောင်းမှာဆိုလောက်တာလောက်ရလေတွိုင်းပါတော့တောင်းပါလေငါအာဒီမိတ်ကရှိတော့ငါကုန်နေပြီဘယ်လိုလဲတော့ကျမလည်းကောင်းနေတယ်နော်ဒီလိုပိုင်းလည်းလုပ်တယ်တောင်းနေတယ်ကျန်ပွဲတွေကိုကျန်ပွဲလည်းကောင်းနေတယ်ကျမလည်းပြည့်တယ်ရှိရတယ်အာနာဒါဘာမှလည်းမဟုတ်တယ်တော့ချောင်းစိတ်ဝင်ရမှာတယ်နင်တို့ရဲ့ခုနဗတဲ့ဖြစ်စဉ်ကိုငါကြည့်ရတဲ့လောက်ကတော့အဲ့ဒီဂျွန်ဆိုင်ညတော့အာဒီမိတ်မရှိဘူးဆိုတာငါသိနေရရော့ဖုန်တိုင်းဝမ်းပြီးသွားပြီစေဘာနာနဲ့စနီနီတော့ပေးမလျှော့အပ်တယ်မလားအဲ့ဒါဝစ်လာမလားအဲ့ဒါဆိုအဲ့ဒီဥစ္စာနဲ့မြေရောက်တက်အောင်လိုက်နော်ငါအနောင်သူ့ပြပြဟာတော်လိုက်တာအုံးချက်ကထိမိခွေပဲဟဲ့တော်လိုက်တာစေဘာနာရဲ့အမကိုကြောင်မဝခဏပြောင်းမယ်မြောင်စစီကြောင်စနိုက်ကြောင်ချန်ကုန်ကြောင်နွားကြောင်ဖရန်ကိုကျိုးဆွဲပြီးမိပါပြီးကောင်းတဲ့ဖုန်တိုင်းဝမ်းဖောင်းတော်လိုက်တာဖရန်ကိုရဲ့ကားပဲလို့နေမဟုတ်လို့မိအောင်ဆွဲနိုင်တယ်ငါတော့အရန်ချီးကျူးတယ်နေကိုနေတော့ကောက်စားမယ်ကျင်းနေရမနေရတေမဲ့တူတော့နေရငါတို့ရှင်ချတယ်ပေါ့ကောင်းပါလေကျင်းဒီဘောက်ပြီးလာခဲ့မော့စကိုရဟန်းနေလာပြစ်ချင်တာတောက်ချင်အောင်ကောင်းလို့ရကြပါရန်ဖြစ်တယ်ဆိုတော့စားတာမဟုတ်ဒါပဲငါပဲတတ်ချင်တာနေလို့ကျင်းအာဖန်နီလာပြီးအာမူလိုက်တာလောက်ကြပါအောင်ကြိုက်ကြပါအောင်တရားပါအေးကောင်းလိုက်တာကျမဒါတော့စကိုင်းပြတာမထည့်သေးဘူးနော်ကျမရှင်တို့ damage တရားရန်ထွက်အာမှုတ်တယ်အော်နော်လိုက်တာငါအန်တမပြုတ်ချင်တော့ဗတဲ့ကိုဆွတ်ဆက်ပြီးမဝင်နဲ့မအာဒီမိတ်ကမရှိသေးပြီးလို့ပြန်လို့လည်းမရဘူးအမပါစိတ်ကကောင်းပြီအော်ဖလောင်းချောင်းရအမေနဲ့အညိုးထားလည်းမသိငါဂျိုးဆန်ဝမ်းဖြတ်ကြအေးကောင်းတယ်ဟဲ့ရှင်တို့ကျမပြောမယ်ကျမတာဝဲချိုးမှာရှင်တို့အဲ့ကေးရတယ်ကျမ game site တော့ကျမတစ်ခါပဲသေချင်တယ်နှစ်ခါမသေချင်ဒါပဲကြည့်လိုက်စမ်းကျမနိုင်သွားပြီရှင် Victory မျိုးဗီဒီယိုကြိုက်နေတဲ့ဆိုလို့ရှင်ဆော့ပြောခဲ့တဲ့အတိုင်းပေါင်းရင်းနဲ့အသေးလေးပေး copy လေး3ခါလေးယူခဲ့ပြီနော်ကြည့်လိုက်ပါဦးရှင်ကျမရဲ့ကျွမ်းကျင်မှု MVP အောင်ရပါရဲ့ရှင်အားလုံးပဲချစ်တဲ့အပွားမှုအပင်းနဲ့အပင်းထက်ကပွဲဒီမှာဆိုလို့ရှိရင် classic ပဲဖြစ်စီ rap ပဲဖြစ်စီလော့ကတနေရာနီတနေရာရွှေ့ပြောင်းတော့ပြည်သက်ကြီးတို့မြင်တွေ့ကြရမှာဖြစ်ပါတယ်လော့ပြေးတာကိုညိုကတော့ဒီပွဲမှာအမိရရထားပါတယ်သူသွားနေတဲ့လမ်းကြောင်းမှာရှိနေဆိုလို့ရှိရင်တော့ damage ကထိမှာမဟုတ်ဘဲနဲ့ဟိုဘက်ကိုရောက်ဝင်အဲ့လော့က damage ကပိုကြီးလာမှာပဲဖြစ်ပါတယ်လော့ဟာတနေရာနဲ့တနေရာပြောင်းသွားတဲ့အခါ damage ကပိုထွက်လာတာဖြစ်တဲ့ကြောင့်အကုန်လုံးစုပြီးတော့လော့ကိုတိုက်ခိုက်မယ်ဆိုလို့ရှိရင်တော့လော့ကိုတတ်နိုင်မှာပဲဖြစ်ပါတယ်လော့ထွက်လာတဲ့ခါကျလို့ရှိရင်လေလော့ကိုစီးလို့ရမှာပဲဖြစ်ပါတယ်အနည်းဆုံး2ချိန်ပဲစီးလို့ရတာဖြစ်ပါတယ်လော့စီးချင်တယ်ဆိုလို့ရှိရင်လော့ရဲ့ area နာသွားပြီးတော့ lip ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီးတော့ through ဆိုတဲ့နေရာလေးကိုကိုကြိုက်တဲ့နေရာဖြစ်ပြီးတော့စီးလို့ရမှာပဲဖြစ်ပါတယ်